အကယ်၍တင်ဟာတောတောင်တွေလည်းရောက်နေတဲ့အချိန်မှာမွေးဆိုးကြိုက်ခံရမယ်ဆိုရင်အခုပြပြမယ့်အပင်10မျိုးကတင့်ကိုအကူအညီပေးနိုင်ပါတယ်။တစ်ခုနှစ်ရက်တပွင့်ပင် 7 leaf 1 flower Paris polyphylla ဒီအပင်ရှိတဲ့နေရာရဲ့9ကီလိုမီတာပတ်လည်မှာမွေးဆိုးတွေမရှိနိုင်ဘူးလို့တောင်ဆိုကြပါတယ်။နှစ်ရှစ်တောင်ကြပင် Dissos marpliantha ဒီအပင်ကိုမြင်ရင်ဘလောက်ကြောက်စရာကောင်းတဲ့မွေးဆိုးပင်ဖြစ်ဖြစ်ကြောက်ရွံ့တုန်လှုပ်သွားတတ်ပါတယ်။သုံးခရမ်းရောင်မြေစာပင် Viola philippica ဒီအပင်ရဲ့အရွက်တွေကထွန်တုံးနဲ့ဆင်တူပြီးခရမ်းရောင်ပန်းပွင့်လေးတွေပွင့်တတ်ပါတယ်။လေးမွေးပြေးပင် Polygonium perfoliatum ဒီအပင်ကိုမြင်ရင်မွေးတွေဟာအလိုလျောက်နောက်ဆုတ်သွားတတ်ကြပါတယ်။ငါမွေးပြောင်းပင် Erisema heterophyllum ဒီအပင်ရဲ့အထက်ကပန်းကုံလေးဟာမွေးဆိုးတစ်ကောင်ရှာထုတ်နေတာနဲ့တော်တော်လေးဆင်တူပါတယ်။6ပကံပြားတချမ်းပွင့် Lobelia chinensis ဒီအပင်ကိုတိထားမယ်ဆိုရင်ညာဘက်မွေတွေနဲ့အတူအိတ်နေရင်တောင်အန်ဒရယ်ကင်းတယ်လို့အဆိုရှိပါတယ်။9တရုတ်သဆေးပင် Chinese tallow tree ဒီအပင်ရဲ့ပင်ဆေးကိုဖျက်လိုက်ရင်နွားနို့လိုအဖြူရောင်အဆေးတွေထွက်လာတတ်ပါတယ်။10ဒန်ပန်းပင် Garden blossom ဒီအပင်ကနေမွေတွေအရန်ကြောက်တဲ့ကန့်နန့်လိုမျိုးအနက်တစ်မျိုးကိုထုတ်လွှတ်ပေးပါတယ်။9မွေးလျာမြတ် Odinlandia diffusa ဒီအပင်ကတော့ဆေးဖက်ဝင်ပြီးမွေးစိတ်အတွက်အသုံးဝင်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။10ကဆေးနဲပင် Biden's pilosa ဒီအပင်ရဲ့အဆေးတွေဟာလူတွေရဲ့အဝတ်စားမှာကပ်ပါလာတတ်တဲ့အပင်မျိုးဖြစ်ပါတယ်။ကျေးလက်တော်ရွာတွေမှာတွေ့ရတတ်တဲ့ဒီအပင်10မျိုးတွေကတင်တော့ဘယ်နှမျိုးကိုတည်ထားလဲဗျာ။